ရေဓာတ်ပြေဝတဲ့ကြောက်ဖြုတ်သီးဟေးချိုနဲ့နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ငါးပေါင်းဟင်းတို့ကိုအတူတူလိုက်ချက်ကြည့်အောင်နော်ဒီနေ့ဟင်းလျာအတွက်အဓိကလိုအပ်တာတွေကတော့လက်ဆက်တဲ့ငါကြောက်ဖြုတ်သီးဂျင်းကြက်သွန်ဖြူပဲငယ်ပြားရည်အကြီးကြက်သွန်မိတ်တို့ပဲဖြစ်ပါတယ်ကြောက်ဖြုတ်သီးကိုတော့အခွန်နှွားပြီးအတုံးလေးတွေတုံးထားပေးပါအနည်းတော့အတုံးလေးတွေတုံးပြီးရေဆေးတန့်စင်ထားတဲ့ငါးတွေကိုပကံလုံးတစ်လုံးထဲမှာထည့်ပါရတာအတွက်စားစနွေးမုံနင်းနေနဲ့အတူပဲငယ်ပြားရည်အကြီးလေးပါထည့်ပြီးခဏနေတာပါပေါင်းမဲ့ပကံထဲမှာဂျင်းပြားလေးတွေကိုခင်းထားပြီးအပေါ်ကနေနေထားတဲ့ငါးအတုံးလေးတွေကိုထည့်လိုက်ပါမယ်။ဒါပြီးရင်တော့အပေါ်ကနေဂျင်းမြင်လေးတွေနဲ့ကြက်သွန်ဖြူတပြားရိုက်ထားတာလေးတွေကိုနေရာအနှံ့ဖြူပေးလိုက်ပါ။ရေစူးနေတဲ့ပေါင်းအိုးထဲမှာ9မိနစ်ကနေ10မိနစ်ခန့်ပေါက်ပေးရမှာပါ။ငါးအသားလေးတွေဖြူဖွေးပြီးကြက်သွားပြီဆိုရင်အပေါ်ကနေပဲငပြားရည်အကြီးလေးဖြူမယ်။ကြက်သွန်မိတ်လေးတွေပါဖြူပြီးသုံးဆောင်နိုင်ပါပြီ။ကြောက်ဖြုံသီးဟင်းချိုလေးဆက်ချက်ပါမယ်။အိုးထဲမှာရေထည့်ပြီးစူအောင်တည်လိုက်ပါ။တုံးထားတဲ့ကြောက်ဖြုတ်သီးလေးတွေကိုထည့်ပါမယ်။အရသာအတွက်အရသာမှုန့်နဲ့စားလေးအနှဲငယ်ထည့်လိုက်ပြီးမီးတင်းနဲ့ကြောက်ဖြုတ်သီးလေးတွေအကြည်ရောက်တမ်းပြီးနူးဤလာတဲ့အထိထားပေးပါ။ဟင်းချိုပူပူလေးကိုငါးပေါင်းနူးနူးလေးနဲ့တွဲဖက်ပြီးသုံးဆောင်နိုင်ပါပြီ။